အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှာတော့ရှင်မသက်ခရင်ချန်ခန်းကြီး25ရဲ့နောက်ဆုံးပဲဖြစ်တဲ့အငယ်46ကိုဖတ်ပေးချင်တာဖြစ်တဲ့ထူသူတို့ဒီထာဝရအပြစ်ဒဏ်ခံရတော့၎င်းဖြောင့်မတ်တော်သူတို့မူကထာဝရအသက်ရှင်ရတော့၎င်းသွားရကြလက်တန်းဟုမိန့်တော်မူ၏ဒါကတော့ဘေးအပိုင်းကိုပြောလိုက်ဆိုတော့ရှင်မသက်ခရင်ချန်ခန်းကြီး25အငယ်33ကနဲ့ကျွန်တော်ဒီ45အထိပေါ့နော်အငယ်ဆုံးတော်သူကိုကြွေးမပြုစုတော်သူနဲ့အငယ်ဆုံးတော်သူတွေကိုမကြွေးမပြုစုတော်သူနှစ်ပိုင်းကွဲသွားတာသူနဲ့စိတ်ကွဲသွားတာအဲ့ဒီချိန်မှာစီရင်ချင်းကလာပြီဖြစ်တယ်အဲ့ဒီချိန်ကျတော့ဘာတော့ဖြစ်လဲဆိုတော့ကဲသွားတော့အဲ့ဒီချိန်ကျမှကျတော့နောက်တားရလို့လည်းမရတော့ဘူးဆိုတော့ no a timbo တော့ကတဲ့အဲ့ဒီလိုပါပဲเนาะတိဆောက်တဲ့ချိန်နှစ်ပေါင်း120လုံးကျွန်တော်ဂျေဇုတော်ခွနာနဲ့အင်္ဂလိပ်ကိုဂျာနာခွင့်ရတယ်ပြန်လေပြီးကုညီခွင့်တွေရနိုင်တော့လည်းပဲတို့ကလာလားဆိုတော့မလာဘူးအတင်မို့တိဆောက်ပြီးတဲ့ချိန်မှာလည်းဝင်ခွင့်ရတော့လည်းပဲဝင်လာဆိုတော့လည်းမဝင်မယုံဘူးအဲ့တော့လေကျွန်တော်နေနဲ့ဂျေဇုတော်တကားပိတ်သွားတဲ့ချိန်နောက်မှလည်းကျွန်တော်ကူရောရဲ့စီရင်ရကာလမှာတော့ကျွန်တော်တနာချင်းပြုနာဆိုတာမရှိတော့ဘူးဘာဖြစ်လို့ဆိုတော့ပြောထားပြီးလဲစီရင်ချင်းလာတဲ့ချိန်မှာတနာချင်းပြုနာမရှိတော့ဂျေဇုတော်တကားကပိတ်သွားပြီးကျွန်တော်တို့အတွက်ထားရမိတ္တတရားကရွေ့သွားပြီဖြစ်တယ်ဘာလို့ဆိုတော့စီရင်ချင်းပဲလာတော့မှအချိန်ကျတော့တနာပါလို့လည်းမရတော့ဘူးကျွန်တော်နောက်တိုင်းရပါပြီလို့လည်းမရတော့ဘူးအဲ့တော့ကျွန်တော်အခုဂရိတ်ကနေကျွန်တော်ကဘေကန်ဒိုလက်တွေဖြစ်ကြရင်လည်းတခင်ယေရှုခရစ်တော်ရဲ့နောက်ကပတော်တရားနဲ့အသက်ရှင်ကြပါစို့အရောက်စီတိုင်းမှာဖျက်သခင်ကောင်းချီးချပေးပါစေ